1မင်္ဂလာပါရှင်2019ခုနှစ်မေလ10ရက်တောက်ကြနေ့ Revision မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီရှင်ဒီနေ့သတင်းတွေထင်မှာတော့မြန်မာစစ်သားများကရိုဟင်ဂျာတွေကိုအရှိန်တွန်းမြင့်ပြီးရင်ပန်နှိစက်နေတဲ့သတင်းအလေတန်ကျော်ကျေးရွာမတူလာရွာမှာအပြစ်မဲ့ရိုဟင်ဂျာတအုပ်ကိုနေကြားဆောင်ရေးများကအကြောင်းမဲ့ဖမ်းဆီးသွားတဲ့သတင်းနေကြားဆောင်ရေးကင်းစခန်းမှကုကရေမူသူရဆန်းလွင်ကရိုဟင်ဂျာများမှအတင်းအဓမ္မငွေညှစ်ခိုင်းပြီးခရီးစရိတ်ရှာဖွေနေတဲ့သတင်းစားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ကျမတီတာထွန်းပါဘူးသီးတောင်မြို့နယ်နဲ့မောင်တောမြို့နယ်တွေမှာမြန်မာစစ်တပ်ကရိုဟင်ဂျာတွေကိုအခြေအမြင့်မရှိတဲ့စစ်ဆေးမှုတွေနဲ့ထပ်မံအရှိန်တွန်းမြင့်ပြီးရင်းပက်နှိစက်နေတယ်လို့သိရပါတယ်။2019ခုနှစ်မေလ9ရက်တနင်္ဂနွေနေ့နန8နာရီခွေအချိန်တွင်မောင်တောမြို့နယ်မြောက်ပိုင်းမောင်နှမကျေးရွာအခြေစိုက်စစ်တပ်စခန်းမှစစ်သား52ယောက်ဟာကြောက်ပြွန်စိတ်ကျေးရွာရဲ့မူလာတဲ့ကျောင်းမှာနေရာယူထားပြီးဒေသခံရိုဟင်ဂျာတွေကိုခေါ်ဆောင်စုစည်းခဲ့ပါတယ်။ထို့နောက်စစ်သားတွေကဒေသခံတွေကိုလက်နက်ကိုင်ရိုဟင်ဂျာအဖွဲ့အစည်းနဲ့ဆက်သွယ်မှုရှိတဲ့ပြီးနောက်အဲ့ဒီလက်နက်ကိုင်ရိုဟင်ဂျာတွေကိုစားနပ်ရိက္ခာထောက်ပံ့နေတယ်လို့ဆွဆွေပြောဆိုပြီးဆဲဆိုချင်းချောက်ခေကြောင်းဒေသခံတွေက Revision ကိုပြောပါတယ်။ဒါ့အပြင်စစ်သားတွေကဘာအကြောင်းပြချက်မှမရှိဘဲအိမ်တိုင်းသို့ဆင်းနေဝင်ရောက်ပြီးစစ်ဆေးခဲ့ရာအိမ်သုံးပစ္စည်းများကိုလည်းဖျက်ဆီးပြီးနေရာအနှံ့ပြန့်ကျဲထားခဲ့ကြောင်းပြောပါတယ်။ဆက်လက်၍မောင်တော်မြို့နယ်နဲ့ဘူးသီးတောင်မြို့နယ်ကြားရှိတောအုပ်ထဲတွင်မြန်မာစစ်တပ်မှမြေမြုပ်မိုင်းပုံတွေမြုပ်ထားခဲ့တဲ့အတွက်အဲ့ဒီမိုင်းပုံထက်ကတလုံးပောက်ကွဲပြီးရိုဟင်ဂျာအမျိုးသားတို့အသေးဆုံးခဲ့ပါတယ်။ဒါ့အပြင်မကြာသေးခင်ကဘူးသီးတောင်မြို့နယ်မေယုမြစ်အဖျားပိုင်းဒေသတွင်လေစစ်သားတွေမြေမြုပ်ထားခဲ့တဲ့မိုင်းပုံပောက်ကွဲမှုကြောင့်ရိုဟင်ဂျာ3ဦးသေဆုံးခဲ့ပြီးစစ်3ဦးမှာဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရပါတယ်ရှင်။ရခိုင်ပြည်နယ်မောင်တောမြို့နယ်တောင်ပိုင်းအလေတန်ကျော်ကျေးရွာမတူလာရွာမှာငွေကြေးတက်နိုင်သူတို့ကိုနေကြားဆောင်ရေးများကအကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသတင်းရရှိပါရယ်။မောင်တောမြို့နယ်တောင်ပိုင်းအလေတန်ကျော်ကျေးရွာအုပ်စုမော်တူလာအောက်ရွာမှာအသက်45နှစ်အရွယ်ရှိဦးဘော်ရှော့အဖဦးဆလာမော်တရဲ့နေအိမ်ကိုမေလ17ရက်နေ့နန4နာရီအချိန်တွင်နေကြားဆောင်ရစ်တက်ဖွေနေမင်းရုံးမှနေကြားဆောင်ရေး25ဝခန့်ကဝမ်းရံပိတ်ဆို့၍အိမ်ရှင်ဖြစ်သူဦးဘော်ရှော့နဲ့အတူအသက်28နှစ်အရွယ်ရှိနွားကြောင်သားမမတ်ဆူလ်တာနဲ့နေအိမ်တွင်အလုံလောက်ကင်သူအသက်45နှစ်အရွယ်ရှိဦးအတူရောင်တို့ကိုဖမ်းဆီး၍နေမြေရုံးသို့ခေါ်ဆောင်သွားခဲ့ပါတယ်။ထို့နောက်မနက်9နာရီအချိန်တွင်နွားကြောင်သားနဲ့နေအိမ်တွင်အလုံလောက်ကင်သူတို့နှစ်ဦးကိုပြန်လည်လွှတ်ပေးခဲ့တော်လေဦးဘော်ရှော့ကိုမောင်တော်မျိုးပေါ်ရှိရေးစခန်းသို့ပို့ဆောင်လိုက်ကြောင်းဒေသခံများကပြောပါတယ်။ဦးဘော်ရှော့နဲ့2012ခုနှစ်ပဋိပက္ခသစုံတရားဆက်နွယ်မှုမရှိတော့လေပဋိပက္ခနောက်ပိုင်းတွင်ဌာနဆိုင်ရာများကပဋိပက္ခတွင်ပါဝင်ခဲ့သူဟုလှုပ်ကြံဆွဆွဲ၍ငွေသိန်းရာနဲ့ရှိရည်ညွှန်ခဲ့ကြောင်းလည်းသိရပါတယ်။အခုဦးဘော်ရှော့ကိုဖမ်းဆီးသွားတာဟာလုပ်ငန်းရှင်တို့ဖြစ်တာမို့ပြစ်မှတ်ထားပြီးဖမ်းဆီးသွားတာဖြစ်ကြောင်း2012ခုနှစ်ကိစ္စနဲ့လုံးဝဆက်နွယ်မှုမရှိပေမဲ့ငွေသိန်းရှိရစ်ခံရကြောင်းအခုလာဖမ်းတာဟာအဓိကငွေများများယူဖို့ဖမ်းဆီးသွားတာဖြစ်ကြောင်းနဲ့တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက်ဘေကိုမှတိုင်လို့လိမ့်မရကြောင်းဒေသခံတို့က Revision ကိုဆက်သွယ်ပြောပြပါရရှင်။မောင်တော်မြို့နယ်မြောက်ပိုင်းကြေကန်းကျင်ကျေးရွာအခြေစိုက်အမှတ်3နေကြားဆောင်ရေးကင်းစခန်းမှာကွကဲရဲမှုချုပ်သူရဆန်းလွင်ကနေပြည်တော်သို့ခရီးသွားဖို့အတွက်သူရဲ့တပည့်တူကိုရိုဟင်ဂျာများမှငွေညှစ်ခိုင်းပြီးခရီးစရိတ်ရှာဖွေနေကြောင်းသတင်းရရှိပါရယ်။ကွကဲရဲမှုချုပ်သူရဆန်းလွင်ကိုလွန်ခဲ့တဲ့အောက်တိုဘာလမှာကြေထေးရဲဝန်ကြီးဦးကျော်ဆွေကိုတိုင်ခေါ်သွားပြီးကြေကန်းကျင်ကျေးရွာရှိနေကြားဆောင်ရေးကင်းစခန်းတွင်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ရဲမှုချုပ်သူရဆန်းလွင်ကမေလ9ရက်နေ့မှာနေပြည်တော်သို့ခရီးသွားဖို့ရှိခဲ့တဲ့အတွက်သူရဲ့တပည့်ဖြစ်တဲ့မင်္ဂလာကြီးရွာကမမတ်ဆလမ်ဆိုသူကိုလမ်းစီရဲ့အတွက်ငွေရှာခိုင်းကြောင်းမမတ်ဆလမ်ကလက်ပေါ်စားရွာသားတို့ကိုချင်းချောက်ပြီးငွေသိန်း950ကျပ်ရည်ညွှန်ခဲ့ကြောင်းနဲ့၎င်းငွေသိန်း950ကိုရေမှုချုပ်သူရဆန်းလွင်ရဲ့လက်ထဲသို့မေလ9ရက်နေ့မှာအနံခဲ့ကြောင်းသိရပါတယ်။ရေမှုချုပ်သူရဆန်းလွင်ကကျေးရွာတွင်လူသက်ဖြတ်မှု
နေအိမ်မိရှို့မှုနဲ့မတိမ်ကျင့်မှုလုပ်ငန်းတွေကိုအဟန့်အတားမဲ့တွင်ကြဲလှုပ်စေခဲ့တဲ့အတွက်ရိုဟင်ဂျာတွေစီကထပ်မံပြီးငွေညှစ်မှာကိုမထင်ခဲ့ဘူးလို့ဒေသခံသူကပြောပါတယ်